ဒါပေမဲ့မြင်လိုက်ရတာတကားလေးစပိုက်ပူနဲ့တော့ပါပြီဆိုရတွေ့နေဖုန်ကြီးကိုဖုန်ကြီးချောင်းကိုတော့မနက်ဆန်လို့နဲ့သမီးလေးကရှိကစီကြူထားဒီတခါတော့စင်စင်လေးပြည့်အကြံဉာဏ်လေးထုတ်ပြီးတော့ okay လေးရဲ့စပင်းနဲ့ဆန်တော့ပြီးတော့ပိုကီလေးညဲ့တဲ့ကိုလုံးကိုရွှမ်းပြီးတော့အပြင်ကိုထွက်ရေးစကားပြောကြနေခဲ့တော့ပြီးမှပန်းရှင်နဲ့ငါချခုချပန်းရှင်ကိုမဲ့မချနဲ့နဲ့ထွက်ကမခိုက်တဲ့ရဲ့လူကြီးချမ်းအချမ်းကြီးတော့အကြီးတန်းလောင်ပြုံးမချူပါခွဲဘယ်သူအောင်ရှိရငါပါရဲ့ဆွေးရှိုးလိုက်ကောင်းပါပဲလက်တပြေးပြေးကြည့်လာခဲ့လို့ချင်တယ်မြဲဖြစ်ပါခွဲချီလာငွေလာအကောင်ရှိတယ်ရကလုံးစုနာအကောင်တည်ရေမတော်တမရလို့ပြောကြည့်တယ်ဆိုရပဲဆောင်ကြည့်တော့တခုထနေဒါရုပ်ပေါ်တစ်ကပါပြမယ်အားနဲ့လာပြီးလာအချောကြတယ်လူတွေတက်ကခက်တယ်ငါဖြစ်ကစီလို့ကိုဝရမယ်ဖြစ်ဟဲ့